ဖြစ်တယ်ဆိုရင်ဘုံမှန်မှာပဲဖြစ်တော့ဘုံမှန်ပဲဖြစ်ပေါ်တယ်သွားစစ်တော့HIV positive ဖြစ်ဒီတော့နောက်တွေးတွေ့ရင်နောက်ပိုင်းပုံတွေပေါ့နော်ဟုတ်ကဲ့ကျွန်မနာမည်ကတော့နော်နွယ်လေးပါမဲဆောက်ကိုဒီ2020ခုနှစ်မှာစပြီးတော့ရောက်လာပေါ့နော်ဒီနိုင်ငံရေးအရေးခေတ်ကြောင်းနဲ့ပဲဒီမဲဆောက်ကိုပြောင်းလာတာဖြစ်တယ်ပေါ့နော်ဟုတ်ကျမလေးဒီ migrate ကြောင့်မတက်ခင်မှာပေါ့နော်မြန်မာပြည်မှာကြောင်းတက်ခဲ့တယ်ပေါ့နော်မြန်မာပြည်မှာ10တန်းထိပြီးတယ်ပေါ့တက္ကသိုလ်ဆက်တက်ဖို့ကကြတော့ဒီကိုဗစ်အခြေအနေရဲ့ဒီနိုင်ငံရေးအခြေအနေကြောင့်လည်းတော့တက္ကသိုလ်မတက်ဖြစ်လာဘူးပေါ့နော်ကျမစီနီယာမက်ဒစ်တွေပြောတာတော့ကြားဘူးတယ်ပေါ့နော်သူတို့ခေတ်တော့ကဆိုရင်ဒီမက်ဒစ်တက်ဖို့ပါပေါ့နော်အချိန်ကြာကြီးဆောက်ခဲ့ရတယ်ဘလို့ရှိလဲတက်လို့ရှိရင်တော်ရင်းမာတွေလည်းတက်ခဲ့ရတယ်ပေါ့နော်တော်ရင်းမာဆိုရင်လည်းအခက်အခဲတွေရှိတယ်ပြီးတော့တချို့ကြတော့ဒီတက်ချင်တယ်ပေါ့နော်ဒါပေမဲ့ဒီမိသားစုပြဿနာကြောင့်တော့လည်းကောင်းမတက်ဖြစ်တဲ့သူတွေလည်းရှိတယ်ဒီမက်ဒစ်တည်တဲ့တက်မဲ့ဆိုရင်ပေါ့နော်တရားနှစ်ယောက်လောက်ပဲရွေးချယ်လေးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမကူကပါတယ်ပေါ့နော်တရားလို့ရှိတော့ဒါခက်ခဲနဲ့ရတဲ့အခွင့်အရေးလို့ပြောအောင်ပေါ့နော်အဲ့ဒီခက်ခဲနဲ့ရတဲ့အခွင့်အရေးကိုရတဲ့အတွက်ကြောင့်အတိုင်းမပြည့်ဝမ်းသာမြည်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအခုဆရာကောင်းသမားကောင်းတွေနဲ့စာတည်ခွင့်ရတာရဲ့ဒီနေရာဒေသမတူတဲ့တငယ်ကြီးတွေနဲ့ဆုံခွင့်ရတာတွေအကြောင်းလဲဝမ်းသာမြည်တယ်ပေါ့နော်ပြောနေပါတယ်ဒီ migrate ကြောင့်ပြီးတဲ့နောက်မှာဆိုရင်ပေါ့နော်ကျွန်မကြီးဒီတက်ဖို့စဉ်းစားရတယ်ဘာလို့လဲဆိုတော့ကျွန်မဒီပေါ့နော်ဆေးဘက်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဒီဆေးဘက်ဆိုင်ရာနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့အတွက်ကြောင့်ဒီ GDP လို့ရှိပေါ့နော်ဒီ international school မှာဆိုရင်ဒီနယ်စည်းတွေပါတွေတက်မလားအဲ့လိုမျိုးတော့စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ဒီအခက်အခဲတွေရှိတဲ့အတွက်ကြောင့်ဒီ GD ကိုပေါ့နော်မရွေးချယ်ဖြစ်ပဲနဲ့ဒီ CAW ကိုရွေးချယ်လိုက်ရတယ်ပေါ့နော်ဒီ CAW ဆိုရင်ဒီအခြေဆက်ဆိုရင်ပေါ့နော်ဒီCDC ကျောင်းကနေပဲပေါ့နော်ဆရာမတွေကချိတ်ဆက်ပေးရင်းဒီမေတ္တာစီကဲကိုစားအနေနဲ့တက်ပြီးတော့CAW တက်ဖြစ်တာပေါ့နော်ဘိုင်းတဲ့ညမှာ HIV positive ဖြစ်တယ်ဆိုရင်ဘုံမှန်မှာပဲဖြစ်တော့ဘုံမှန်ပဲဖြစ်ပေါ်တယ်သွားစစ်တော့HIV positive ဖြစ်ဒီလိုဖိုက်စစ်တွေကနောက်တစ်ချိန်ရက်ချင်းနဲ့ကြီးစံမှန်တဲ့အရွယ်ဆိုတာပြန်ကောင်းမယ်အဆုံးပိုက်စစ်တွေပဲလေဆိုတဲ့ခါကျပြန်ကောင်းလို့ရှိတယ်ပေါ့နော်နောက်တစ်ခါအစတော့ဆိုရင်ဒီကျမဆိုရင်ဒီကျမ်းမာရေးနဲ့ပဲတွေပါတယ်မရခေတော့ဆိုရင်ကျမ်းမာရေးအသိပညာလည်းနည်းတယ်ပြီးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒီအယူအဆလေးတွေတချို့အမှားအယွင်းလေးတွေပေါ့နော်လှုပ်ခဲ့ဘူးတယ်ပြီးလို့ရှိကိုနားလည်းယုံကြည်ခဲ့ဘူးတယ်ပေါ့နော်ဒီကျမ်းမာရေးနဲ့ပဲတဲ့ရောက်တော့ဒီ medic တည်တဲ့တဲတဲ့အခါမှာကြာတော့ပေါ့နော်ဒီအဲ့ဒီအယူအဆမားလေးတွေတိလာခဲ့တယ်ပြီးဒီကျမစိတ်ဝင်စားတဲ့ဒီကုသမှုဘိုင်းတို့ဒီယောဂအကြောင်းတွေလည်းပေါ့နော်လေ့လာဖြစ်လာတယ်ပြီးတော့ပို့ပြီးတော့သိလာတယ်ဒီယောဂကုသတာပေါ့နော်လူနာကုသပေးတာကဒီရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းမကဘူးစိတ်ပိုင်းဆိုင်ရာလည်းကုသပေးရမယ်ဆိုတာလည်းသိလာခဲ့တယ်ပေါ့နော်ပြီးကိုအခုတာဝန်ကျတဲ့နေရာဘက်ကလူတွေဘယ်လိုမျိုးပြန်ပြီးတော့ကူညီပေးရမလဲဆိုတာလည်းသိလာခဲ့တယ်ပေါ့နော်ကျမတို့က CAW တက်တော့ဆိုရင်လေဒီ treatment ဘိုင်းတွေဘာတွေတော့တည်ကြပေးတာအဲ့လောက်ထိအသေးစိတ်မရှိဘောနော်ယောဂနဲ့ပတ်သက်တာစီကပြန်ရောက်တဲ့ခါကျတော့ဒီ treatment ဘိုင်းလည်းအဲ့လောက်ထိမသိဘူးဒီယောဂအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းတိတ်မသိဘောနော်အဲ့ဒါကြောင့်ဒီကျမဒီ treatment ဘိုင်းတွေဒီယောဂအကြောင်းတွေပို့ပြီးတော့သိချင်တာရဲ့ပို့ပြီးလေ့လာချင်တာတွေရဲ့ကြောင့်ဒီ medic ကိုပေါ့နော်တက်ဖို့ရွေးချယ်ခဲ့တယ်ပြီးရင်ပေါ့နော်ကျမရဲ့ဒီဒါဝကြတဲ့နေရာကလူထုတွေပေါ့နော်ပြန်ပြီးတော့ဒီတက်နိုင်တဲ့ပဲပေါ့နော်ကောင်းမှုတဲ့ကုသမှုလေးတွေကျမရေဝဆောင်မှုလေးတွေပေးချင်တာရဲ့ပြီးစေကကစီနီယာတွေပေါ့နော်ပြန်ပြီးတော့အကူအညီပေးချင်လို့ပေါ့မင်္ဂလာပြည်ရဲ့နောက်ပဲမှာဆိုရင်ဒီ joy ဖို့တော့စဉ်းစားထားခဲ့တယ်ပေါ့နော်ဒါမဲ့ဒီငွေကြီးအခက်ခဲကြပေါ့နော်မ joy ဖြစ်ခဲ့တာလည်းပါတယ်ပြီးရင်ဒီ ID card ပေါ့နော်သူတို့ဖြစ်ဒီ card တွေပေါ့နော်အမျိုး card တွေမရှိတာကြောင့်ရဲ့ပြီးရင်ဒီ GED join ပြီးတော့
ကျမဆိုရအထူးသဖြင့်တော့ဒီဆေးဘက်မှာဝါသနာပါတယ်ပေါ့နော်အစတော့ကတော့ GD ကြွားပြီးတော့ဒီဆေးဘက်ပိုင်းကိုတွားဖို့တော့စဉ်းစားထားတယ်ပေါ့နော်ဒါမဲ့ဒီအဲ့ဒီအခက်အခဲတွေကြောင့်ပေါ့နော်ငွေကြေးရဲ့အခက်အခဲတွေကြောင့်ဒီ ID card ပြဿနာတွေကြောင့်ပေါ့နော်အခက်အခဲတွေကြောင့်ဒီကုန်ကျစရိတ်များတဲ့ဟာတွေကိုမရွေးဖြစ်ပဲနဲ့ဒီ CAW ပေါ့နော် CAW ဆိုရတော့ဒီကုန်ကျစရိတ်လည်းတက်တာတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ join ဖြစ်တယ် CAW join ဖြစ်တယ်ပေါ့နော်ဒီ CAW join ဖြစ်တာကြတော့ဒီကျောင်းကနေဆရာမတွေပေါ့နော်ဆရာမတွေရဲ့ဒီလဲညိုချက်နဲ့ပေါ့နော်အဲ့လိုမျိုး join ဖြစ်တာပါပြီးအမပေါ့နော်ဒီကအေကအမရဲ့ဒီလဲညိုချက်နဲ့ကို join ဖြစ်တာပါကျမရဲ့မိသားစုတွေကကြတော့ဒီကျမဘာလို့လို့ပေါ့နော်ခွင့်ပြုချက်ပေးရတယ်ပေါ့နော်လိုလိုလည်းခွင့်ပြုချက်ပေးရတယ်အချုပ်ချယ်တာလည်းမရှိပါတော့ဒီကျမကဒီ medic ပြည်တဲ့တရားမယ်လို့သူတို့နဲ့ပြန်ပြီးတော့တိုက်ပြီးတဲ့အခါမှာကြတော့ပေါ့နော်သူတို့ကကြည်ကြည်ပြပြနဲ့ပဲတက်ခွင့်ပေးတယ်ပေါ့နော်ဒီ medic training อ่ะပေါ့နော်ဟိုဟာကပြောသူကျမပြောတဲ့အတိုင်းပဲပေါ့နော်ဒီ medic training တက်တော့ဒီကျမစိတ်ဝင်စားတဲ့ဒီကုသမှုဘာရောယောဂအကြောင်းတွေရောပို့ပြီးတော့တည်လာတယ်ပြီးလို့ရှိရင်ပေါ့နော်ဒီ medic training မှာဆို practical အတွက်ကြောင့်ကျမတို့ကဒီလူနာနဲ့ထိတွေ့ခွင့်ရတယ်ပေါ့နော်လူနာနဲ့ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်လူနာအကြောင်းလဲတည်လာတယ်ပြီးရင်လူနာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး communication လုပ်ရမလဲဆိုတာလဲပေါ့နော်တည်လာခဲ့တယ်ပြီးရင်ဒီ treatment ဘိုင်တို့ယောဂအကြောင်းတို့အပြည့်ပေါ့နော်ဒီ human right တို့နဲ့ပတ်သက်တာပြီး Jervis bio လည်းပေါ့နော်ပြီး PSEA ဒီသဘောပြီးအဲ့ဒီနဲ့ပတ်သက်တဲ့ဟာတွေလည်းပေါ့နော်တခြားဟာတွေလည်းတည်ကြပြီးတဲ့အတွက်ကြောင့်အဲ့ဒီဟာတွေကဒီ human right ကဘယ်လိုမျိုးလုပ်လိုက်ရဖြစ်ဘယ်လိုမျိုးလုပ်ချခံရရဖြစ်ချိုးဖောက်ချခံရတာလည်းစသဖြင့်ပေါ့နော်အဲ့ဒီအကြောင်းလည်းသိလာသလိုဒီလိုမျိုးချိုးဖောက်ခြင်းမခံရအောင် PSEA တွေလုပ်ခြင်းမခံရအောင်ဘယ်လိုမျိုးကောက်ွယ်တာစီးရမလဲဆိုတာလည်းပဲပေါ့နော်သိလာခဲ့တယ်ဒီမနေ့တည်တယ်ပြီးလို့ရှိပေါ့နော်ကျမကဒီတာဝန်ကျတဲ့ရွာဘဲကိုပြန်มาပေါ့နော်ကျမတာဝန်ကျတဲ့နေရာမှာပြန်ပြီးတော့လုပ်ကူဖို့တော့စဉ်းစားထားတယ်ပေါ့နော်ပြန်လုပ်ကူမှာကျတော့ဒီနေ့3နှစ်လောက်5နှစ်လောက်ပေါ့နော်ဒီတက်နိုင်တဲ့ဘဲကနေလုပ်ကူဖို့တော့ရှိတယ်ပေါ့နော်ပြီးအဲ့ဒီဂျာမအပြည့်တည်တယ်နေပါတယ်ရှိသေးတယ်ဆိုတော့ဆက်တက်ဖို့လည်းစဉ်းစားထားတယ်ပေါ့နော်သူတပြည့်ကျမစိတ်ဓာတ်ကြရတော့ဘောနော်ဒီစိတ်ခွာဖြစ်စေတဲ့စာရီဖက်ပြီးတော့ကိုစိတ်ဓာတ်ပြင်ပြီးတော့ညှိတင်တာတွေလည်းရှိတယ်ပြီးဒီစိတ်ဓာတ်ကြတဲ့အချိန်ကျရဒီတငယ်ကြီးတွေဖြစ်ဘောနော်ရေဖွေ့တာတွေလည်းရှိတယ်ဘောနော်ရေဖွေ့ပြတဲ့အခါမှာသူတို့တွေကကျမပြင်ပြီးတော့အပိနေတင်မှုလေးတွေပေးတယ်ဘောနော်အဲ့ဒီသူတွေအပိနေတင်မှုနဲ့ပဲကျမစိတ်ခွာဖြစ်စေတာတွေလည်းရှိတယ်ဘောနော်ပြီးရင်ကျမရဲ့ဒီအခုမြန်မာပြည်ဟိုဖြစ်နေတဲ့ပြဿနာတွေကြောင့်ပေါ့နော်ကျမဒီလိုမျိုးဟိုစိတ်ဓာတ်ကျနေပြီးဘာမှမလုံးနိုင်တော့ဘူးဆိုပေါ့နော်ဒီအခုကျမဝါသနာပါတဲ့စီဘက်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျမရဲ့ဒီလူထုတွေပြန်ပြီးတော့အကူအညီမပေးနိုင်ပါဘူးပေါ့နော်စိုးရိမ်ပြီးတော့အဲ့လိုမျိုးစိတ်ဓာတ်ကျလို့မဖြစ်ဘူးဆိုပြီးတော့ကိုပြန်ပြီးတော့စိတ်ဓာတ်မြင့်တရားလိုက်လည်းရှိတယ်ပေါ့နော်ဒီမဲ့ဒီ training ပြီးတဲ့နောက်မှာပေါ့နော်ကျမကဒီကျမတာဝန်ကြတဲ့ဒီစေကန်းမှာပေါ့နော်ဒီရွာဘက်တွေမှာပြန်ပြီးတော့ဒီစေကန်းနဲ့ပတ်သက်ပြီးတော့ဦးစီးဦးဆောင်လုပ်နိုင်မယ်လို့တော့ယုံကြည်ထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီထိုင်းမြန်မာနယ်စပ်မှာဆိုရင်ဆရာဝန်တွေလည်းနဲတယ်ပေါ့နော်ပြေးဆရာဝန်တွေလည်းမငားနိုင်တဲ့နေရာတွေရှိတယ်အဲ့ဒီလိုမျိုးဆရာဝန်တွေမငားနိုင်တဲ့နေရာမှာဆိုရင်အထူးသဖြင့် medic ကိုပို့ပြီးတော့အကူအထားပြုတယ်ပေါ့နော်medic တွေကလည်းပဲဒီကျမရင်းနဲ့ပတ်သက်ပြီးဆိုရင်ဒီ treatment ဘာရောယောဂဘာရောဒီတခြားလူတွေထက်ပေါ့နော်တခြားကျမရလောက်သားတွေထက်တည်ချခွေးရတဲ့အတွက်ကြောင့်ပေါ့နော်ကိုဒီတာဝန်ကျတဲ့ရွာရဲ့စီကမှာပေါ့နော်ပြန်ပြီးတော့ဦးစီးစာလုံးနိုင်မယ်လို့ယုံကြည်ထားတာဖြစ်တယ်ပေါ့နော်အခက်ခဲရတော့နေရာတိုင်းမှာပဲရှိတယ်ဒီကျမတို့ကျမရင်းနဲ့ပဲဒီမှာလည်းပဲဒါအခက်ခဲတွေလည်းရှိတယ်ပေါ့နော်ခက်ခဲတို့ပြဿနာတို့တော့ရှိတယ်ဒါမဲ့ကိုစိတ်ပါဝင်စားတဲ့အရာကိုလှုပ်ချတဲ့အရာကိုပေါ့နော်
ကိုလောက်ရပြီးဆိုရင်ဒီအခက်အခဲတွေဘလောက်ပဲရှိပေါ့နော်ဒီပြဿနာတွေဘလောက်ပဲရှိလွယ်လွယ်နဲ့အရှုံးမပေးပါနဲ့ပေါ့နော်ရှစ်ဆက်ပြီးအာတင်ပြီးတော့ရှောက်လာပါလို့ပြောချင်ပါတယ်